နည်းများနေပေါ့နော် 2D 3D post system ပေါ့နော် 2D post system အဲ့တော့ဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အရင်နေ့ကလည်းတင်ခဲ့ပြီအခုကလိုအပ်တာလေးဖြည့်ပြီးတော့ထပ်ပြီးတော့ရေးပြီးထုတ်ပေးထားတာပေါ့နော်အဲ့တော့ဒီဟာကျွန်တော် 2D management နဲ့ဝင်မယ်ဒီနေ့အတွက်ကိုပေါ့နော်ဒီနေ့အတွက်တကယ်လို့ဒါကလက်ခွဲဆိုတာကတော့ကျွန်တော်commission ကဒါမှမဟုတ်ပို့မဲ့လူနာမည်ထည့်ရတာပေါ့နော်ကိုက over ဖြစ်တယ်ဆိုတော့ limit ဖြတ်လိုက်လို့ပို့ရတဲ့ဟာတွေကိုပို့ဖို့အတွက်နာမည်ကြိုတင်ပြီးတော့သတ်မှတ်ထားတာပေါ့နော်ဒါအပုံစံမျိုးပေါ့နော် commission ပါညာကတော့ဒါနောက်ကြတော့ကျွန်တော်တို့ဘာအောင်ဆိုတော့ကိုဘယ်လောက်ကိုကပြန်ရလဲဆိုတော့တွက်တဲ့ပုံစံမျိုးပေါ့နော်ဒါတော့ထိုးသားဆိုတော့ကိုစီလာထိုးတဲ့လူတွေနာမည်ကိုကျွန်တော်ရိုက်ခဲ့တာပေါ့နော်ဒီဟာလေးကဘယ်လူတွေတွက်တော့ဆိုတော့ဒီဘက်တနာဒီ commission သားလုပ်နေတဲ့လူတွေကိုနိုင်လောက်အမောင်းဖြတ်ပြီးတော့မှဒီပြန်ပြီးတော့ပို့လာတဲ့ဟာကိုတခြားကိုပြန်ပို့တဲ့ပုံစံမျိုးပေါ့နော်ဒါကနာမည်နဲ့ဖုန်းနံပါတ်ပေါ့နော်ဒါကကိုစီလာဆိုတဲ့နာမည်ဖုန်းနံပါတ်ထည့်ပြီးတော့နံပါတ်သိမ်းတာပေါ့နော်ဒါကျွန်တော်2ယောက်ထည့်ပြီးသားပေါ့နော်အဲ့တော့စင်းရင်သွင်းပြီးပေါ့စင်းရင်သွင်းပြီးကိုနှိပ်မယ်နော်စင်းရင်သွင်းပြီးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာဘာရှိမလို့ဆိုတော့တကယ်လို့ကနန်းကလာထိုးရဲဒီမှာ96ပေါ့နော်အာမယ်ဆိုလို့ရှိရင်တော့အာကိုနှိပ်ထားရမယ်နော်အာကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ200တော့နှိပ်တယ်ဆိုတော့အပြန်200အသွား200ပေါ့နော်တကယ်လို့2000ဆိုအသွား2000အပြန်2000ပေါ့နော်ဆိုရင်ဒါနှိပ်လိုက်လို့ရှိရင်ဒီမှာ665ပေါ့နော်2000ပိုးစီအဲ့လိုပုံစံတော့တကယ်လို့ဒီမှာအမိုက်ပုံးလေးရှိရပြအမိုက်ပုံးလေးနှိပ်ပြီးတော့ဖြတ်လိုက်လို့လည်းရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ဒီမှာအပူးဆိုလို့ကျွန်တော်ဒီမှာအပူးလေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာငွေမောင်းထည့်မယ်ပေါ့နော်3000ဒါဆိုအပူး3000ပေါ့ဟိုအပူးကိုဒီမှာအန်တာနှိပ်မယ်ပေါ့နော်ဒါအန်တာနှိပ်ကျွန်တော်မသိသေးဘူးနော်အန်တာနှိပ်မယ်ဒါဒီလာထိုးတဲ့လူကိုကျွန်တော်တို့ခဏလေးထည့်ပြရအောင်နော်အဲ့ဒါထည့်ပြီးလို့ကျွန်တော်နောက်ထပ်ပြီးတော့နက်ခတ်9000လို့ဆိုလို့ဒီမှာ9000နှိပ်ပြီးကျွန်တော်ကအန်တာကိုနှိပ်လိုက်မယ်နော်ဒါကနက်ခတ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးတွေကဒီမှာညာမနဲ့ပေါ့နော်ဒါညာမနဲ့ကျွန်တော်ဖတ်တဲ့မနက်ခင်းစာကိုကျွန်တော်ရေးထားတာပေါ့နော်အဲ့တော့ကျွန်တော်သိမ်းပြီဆိုတာလေးကိုနှိပ်လိုက်အောင်ဒီမဲ့ကြော်ကြီးပေါ့နော်ကြော်ကြီးနှိပ်လိုက်တယ်ဒါဆိုရင်ကြော်ကြီးအမည်နဲ့စောနာတော့ကျွန်တော်တို့တွန်းထားတဲ့စင်းရင်းတွေကိုကြော်ကြီးအမည်နဲ့လေဓာတ်တွေကိုထည့်လိုက်ပြီပေါ့နော်နောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ထည့်အောင်မယ်ဆိုရင်မီကိုဒီမှာ8000အဲ့တော့အန်တာမီကို8000ဒီမှာရှင်းနေတယ်ကျွန်တော်တို့ကနှစ်ထိပ်ပေါ့နော်နှစ်ထိပ်4000ပေါ့နော်ဒီမှာအန်တာနဲ့ဒါဆိုလို့ရှိရင်ဒါနောက်တစ်ယောက်လာထိုးထည့်တဲ့ပုံစံပေါ့နော်အန်တာနဲ့အန်တာနှိပ်တာတော့မဟုတ်ဘူးနော်အန်တာနှိပ်တာကျွန်တော်ဒီခဏနေဒီလေးကိုထည့်တာနော်ဒီလျံလေးကိုထည့်တာထည့်ပြီးလို့ရှိရင်ဒီမှာတိန်းပြီဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်အဲ့တော့စကြောကြီးပေါ့နော်ဒီမှာခုကတော့ flower ဆိုလူလာထိုးတယ်ပေါ့နော် flower တွေကိုတိန်းပြလိုက်တယ်ဒါကိုစီလာထိုးတဲ့လူနာမည်ကိုဆင်းဖြူတင်ပြီးတော့ထိုးသားဆင်းထဲမှာထည့်ပေးထားမှာပေါ့နော်အဲ့ဒါဆိုရင်ဒါကိုစီလာထိုးတဲ့လူနာမည်ဒီနဲ့ဒါတိန်းလိုက်တာပေါ့နော်ဒီကြောင်ပတ်ထွက်လာပြီးလို့ရှိရင်ဒီမှာလေကြာဆင်းရတာရှိတယ်အဲ့ဒီတွေကိုဝင်လိုက်မယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ခုစောနာတော့ထည့်လိုက်တဲ့2ယောက်လုံးစာဆင်းရင်းတွေကဒီမှာလာပြီးတော့ပေါင်းတာပေါ့နော်ဒီမှာ2000 2800 4000ပေါ့နော်အဲ့လိုပုံစံမျိုးဝင်တယ်ပေါ့အဲ့မှာဒီမှာအားလုံးကြည့်ပြီဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်အောင်ထောက်လိုက်တယ်ဒီမှာသူထည့်ထားတယ်ဒီစောနာတော့ကျွန်တော်ဆင်းရင်းသွန်းထားတယ်လူတွေနာမည်ပေါ်လာပါတော့ကြိုကြီးကဘယ်လောက်ဖို့ထိုးထားတယ်သိချင်လို့ဒီမှာကြိုကြီးဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ကြိုကြီးထိုးထားတဲ့ကနေဒီမှာလာကြရပေါ့နော်ပြီးတော့ကြာဒီမှာကျွန်တော် flower ဆိုရင် flower ယူလိုက်တယ်ဒါ flower ထိုးထားအစင်းပေါ့နော်အဲ့မှာဒီမှာညမနဲ့ယူပြီးကြည့်လို့ရတယ်နော်အဲ့လိုပုံစံမျိုးဒီမှာကျွန်တော်တို့အားလုံးဆိုတာလေးကိုပြန်ပြီးတော့နှိပ်လိုက်မယ်ဒါလေကြာပေါ့နော်ဒါပြင်မလေကြာဖြစ်သွားတယ်အားလုံးဆိုတော့အဲ့တော့ကျွန်တော်တို့ဒီမှာမနိုင်ဘူးပေါ့နော်မနိုင်တဲ့ကနေကျွန်တော်နိုင်တာ9000ဘိုးဝင်လာတယ်9000ကျော်တဲ့ဟာတွေ limit ဖြတ်မယ်ဆိုရင်ဒီမှာ line ဖြတ်ပြန်ဖို့နှိပ်လိုက်မယ်ဒီမှာကျွန်တော်9000ဆိုတာကိုထည့်လိုက်မယ်ပြီးလို့ရှိရင်တတ်မှတ်သိမ်းစင်းပြီဆိုတာကိုနှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုတော့ဒီမှာ9000ကျော်တဲ့အကွက်တွေကဒီဘက်ကိုအကျွံဆိုတဲ့ဘက်မှာလာပြီးတော့ပြနေပေါ့နော်ဒီလိုလေးပြဒီမှာဆိုရင်ဒီမှာ300တက်ဆို8000ဖြစ်တဲ့အတွက်ဒီမှာက9000ချမ်းပြီးတော့3000ကအကျွံထဲမှာလာပေါင်းတာပေါ့နော်အဲလိုပုံစံမျိုးအဲ့တော့အဲ့ကိုက limit ဖြတ်ပြီးသွားပြီပေါ့နော်ခေါင်းဖြတ်ပြီးသွားပြီဆိုလို့ရင်းပိုတဲ့ဟာကိုပို့မယ်ဆိုလို့ချင်းဒီမှာအကျဉ်ပို့ပြီဆိုတာလေးကိုနှိပ်လိုက်မယ်နော်အဲ့ဒါဆိုလို့ချင်းဒီမှာအကျဉ်ပို့ပြီလက်ခွဲရေးပါဆိုတာလေးပြလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာတယောက်ထည့်တာဖြစ်တဲ့မှာဟိန်းနေနော်အကောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ချင်းဒီမှာကျွန်တော်ဘေးမှာဘာနဲ့ပို့မအောင်ပေါ့နော်ပို့မဲ့ဟာလေးကိုရွေးပေးလိုက်အောင်ပဲပေါ့နော်ခုလောလောဆယ် Telegram ကိုကျွန်တော်စမ်းပြမယ် Telegram C message လေးကိုနှိပ်ပြီးတော့ဆန်းနိုင်မယ်နော်ဒီဟာဆိုလို့ရှိရင်အခု
ခုဒီမှာကျွန်းပမာဏပေါ့နော်2D အကျွန်းစရာပို့ပြီးဒီမှာတော့26ရဲ့2026 6လပိုင်း30ရက်နေ့အတွက်ပေါ့နော်12နိုင်ပြန်အတွက်အကျွန်းဟိုဘက်ကိုပို့လိုက်တာပေါ့နော်ကိုမနိုင်တဲ့ပမာဏတွေကိုတစ်ခါကိုပို့လိုက်တဲ့သဘောပေါ့နော်ဒီမှာအကျွန်းက9000 8000ပေါ့နော်ဒီမဲ့ post system ကပေးပို့တယ်အဲ့လိုပုံစံမျိုးတွေပေါ့ဒါကိုမနိုင်နဲ့ပေါ့နော်ကိုဖြတ်လိုက်တဲ့ limit တဲ့ကျော်နေတဲ့ဟာကိုတစ်ခါကိုပို့တာပေါ့နော်အဲ့လိုပုံစံမျိုးတွေပေါ့ဒါကျန်တာလည်းအတူတူပဲဗျာနော်ကျန်တာလည်းအတူတူပဲဒါကျွန်တော်တို့ဒီမှာလေကြာကြည့်မယ်လေကြာအားလုံးကြည့်ရပါမယ်ဒီမှာတယောက်စီချင်းကြည့်ရတယ်ပါမယ်နော်ပါမယ်ပြီးတော့ဒီမှာစင်းရင်ကျုပ်ပေါ့နော်စင်းရင်ကျုပ်ကဘာလုပ်အောင်ဆိုစောနာတော့ဒီမှာကျွန်တော်7နိုင်ခဏဆိုလို့ဒီမှာထွက်တဲ့ခဏက3ထွက်တဲ့ပဲထားပါအောင်နော်အဲ့ဒါကိုပြီးတော့ဒီမှာတွက်ချက်ပြီးဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာရလက်တွက်ချက်ပြီးသိမ်းဆဲသည်ပေါ့နော်အဲ့မှာအတတင်ရရှိငွေဒီမှာရှုံးငွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေးလိမ့်မယ်စုစုပေါင်းပမာဏ28,400စုစုပေါင်းအကျွမ်း9,800ပေါ့နော်ကိုဟိုဘက်ကိုပို့လိုက်တဲ့ပမာဏနော်စုစုပေါင်းအကျွမ်းဆိုတာကျွန်တော်တို့မနိုင်တဲ့ပမာဏကိုပို့လိုက်လို့ထွက်လာတဲ့9,800တိုးတယ်ပေါင်းပေါ့နော်အပေါ်ကတော့လက်ရှိအကျွမ်းမနှုတ်ခင်ရောင်းရတဲ့ဟာပေါ့နော်အတတင်ရရှိငွေက2,600ပေါ့နော်ကိုစီမှာ2,600ကျန်ပါအရှုံးငွေမိုင်းနဲ့3,000နဲ့4,000ပေါ့နော်ဒါကတော့3,300ထဲတဲ့နေရာမှာကျွန်တော်ရှုံးသွားတယ်ပေါ့နော်ရှုံးသွားတော့အဲ့တော့ box တီးစင်းကြည့်နေနှိပ်လိုက်ကြော်ကြီးပေါ့နော်ထိုးငွေ3,000ပေါ့နော်သူက3,000မို့ပေါက်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးလေးတွေ့ရလိမ့်မယ်ကျန်တဲ့3D ကလည်းအတိုင်းပဲပေါ့နော်3D စင်းရလည်းအတိုင်းပဲ3D မှာကျွန်တော်ဒီတစ်ချိန်ရှင်းရတာဖြစ်တဲ့အတွက်3D ကြတော့ဘယ်လိုပြောမလဲဆိုတော့စင်းရင်တစ်ချိန်ပြီးလို့ရင်တစ်ချိန်ဖြတ်ပေးရတယ်ပေါ့နော်ဒီမှာ3D စင်းနဲ့ဝင်ကြည့်လိုက်သူကဒီမှာစင်းကျုံနဲ့အရှုံးမြတ်ထဲဝင်ပြီးလို့ရှင်ဒီမှာတစ်ချိန်ပြီးလို့ရှင်ဒီမှာကျွန်တော်3D စင်းရှင်းလင်းပြီးအတစ်ပြန်စားပြီးတော့လေနှိပ်ပြီးတော့စားပြရပါတော့2D ကတော့သူကရက်လိုက်အပိုင်းလိုက်တိန်းတာဆိုတော့မလိုဘူးပေါ့နော်ဒီလောက်ပါပဲဒါဆိုလို့ရှင်တဘောပေါက်ပြီလို့ဒီ software ကိုတုံးတက်ပြီလို့ကျွန်တော်ကမယူရပေါ့နော်တကယ်လို့ software ကိုလိုချင်တယ်ဆိုရင် Telegram account မှာလာပြီးတော့ယူလို့ရပါပေါ့နော် Google Drive link နဲ့တင်ပေးထားတယ်ဒါပေမဲ့ခုနောက်ထပ်ပြန်ထားတဲ့ upgrade version ကိုလိုချင်တယ်ဆိုရင် Telegram account မှာ free လာပြီးတော့ယူလို့ရပါပေါ့နော်တပြားတစ်ချက်မှပေးကြမလို့ကျွန်တော်က free မျှဝေတဲ့ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ဖုန်းထဲမှာပါတဲ့ offline အသုံးပြုတာဖြစ်တဲ့အတွက်အခါကြီးငွေမလိုစာပါဘိုးတွေပါမလိုဘူးပေါ့နော်အဲ့တော့ကြတော့လာပြီးတော့တကယ်လို့သုံးချင်တဲ့လူတွေရှိရဆိုရင် Telegram account မှာလာပြီးတော့ download ရပါတယ်ခင်ဗျအဲ့တော့ free ချပေးပါမယ်ဗျဒီလောက်ပါပဲဗျ